လွန်ခဲ့တဲ့နှစ်20လောက်တုန်းကမူလ Mystery အဖွဲ့ဟာစပိန်ဖျားเจ้าဟောင်းတစ်ခုမှာစုံစမ်းစစ်ဆေးမှုတွေလုပ်နေရင်ကျေတာယာပြမြေပုံပါတဲ့စာရွက်စာတမ်းတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Crystal ကိုရဲ့တရေကြီးဖြစ်တဲ့ Freak ကသူတို့ကိုအမှောင်ထဲကနေထောင်ကြည့်နေခဲ့ပါတယ်။လက်ရှိအချိန်မှာတော့အဖွဲ့သားတွေက K9 မှာမနှက်စာစားနေကြပါတယ်။ Daphne ကသူတို့ရဲ့စိတ်ဆက်မဲ့ကိစ္စကို Fred နဲ့ဆွေးနွေးခြင်းပေမဲ့ Fred ကတော့ Mystery Mission ကားထဲကသူ့ထောင်ချောက်တွေနေရာရွေ့သွားရင်အတိပေးမဲ့ဖုန်းဝက်အသစ်ကိုပဲစိတ်ဝင်စားနေပါတယ်။ Velma ကသူတို့ရထားတဲ့ disc ပိုင်းစာကိုလေ့လာနေတော့ Scooby ပြောပြတဲ့ငရုတ်စီနာမည်ကိုကြားပြီးမြေပုံပိုင်းစာပေါ်ကစာတွေကစပိန်စာတွေကိုပြောင်းပြန်ရေးထားမှရိပ်မိသွားပါတယ်။ Dero မိသားစုတစ်တာတွေကစာအုပ်တွေကလည်းစပိန်လိုတွေဖြစ်နေတာကြောင့်ဘာသာပြန်ခိုင်းမှု Dero တက္ကသိုလ်ကစာရေးဆရာ HP Haycraft ကိုသွားကြပါတယ်။ Haycraft ကဝတ္ထုရေးပြီးအောင်မြင်နေတဲ့ Regina Wentworth ကိုမနာလို့ဖြစ်ပြီးသူ့လိုရေးနိုင်အောင်စူးစမ်းနေတာကြောင့်အကူအညီမပေးချင်ပါဘူး။ဒါပေမဲ့အဖွဲ့သားတွေကသူ့ကိုလူငယ်ကြိုက်ဝတ္ထုရေးနည်းပြောပြမယ်လို့ကမ်းလှမ်းလိုက်တော့မှလက်ခံပါတယ်။ကားစီပြန်လာတော့ Fred ရဲ့ Mystery Mission ကားကြီးလည်းပောက်ကွဲသွားပါတယ်။ပြီးတော့ Obliatrix လို့ခေါ်တဲ့ဆက်ရုပ်ဝတ်စုံနဲ့လူဆိုးမပေါ်လာပြီးသူတို့ကိုတတ်မယ်ဆိုတာဘုံတွေနဲ့ပြစ်ပေါက်ပါတယ်။သူတို့လည်းထွက်ပြေးကြရင် Wentworth ရဲ့စာဖတ်ပွဲကျင်းပနေတဲ့ခန်းမတွေကိုရောက်သွားပါတယ်။တစ်ဖက်က Mr. E နဲ့ Angel Dynamite တို့က monitor ကနေတဆင်ကြည့်နေကြပါတယ်။ Angel ကကလေးတွေကိုကူညီခြင်းပေမဲ့ Mr. E ကခွင့်မပြုပဲစောင့်ကြည့်ဖို့ပဲသူ့တပည့် admission ကိုအမိန်ပေးထားပါတယ်။ Fred ကကားပြက်စီးသွားပြီးထင်ပြီးဝမ်းနဲ့သောသားထွက်နေတော့သူ့ဖုန်းအပ်ကနေအတန်မြည်လာလို့ကားမပြတ်သေးမှန်သိလိုက်ရပါတယ်။ Haycraft ကကြော်ညာဘန်ကားကိုငါပြီးလိုက်ရှာကြတဲ့အခါရထားဝင်းဟောင်းတစ်ခုထဲမှာ Mystery Mission ကိုပြန်တွေ့ပါတယ်။ Obliatrix နဲ့လည်းထပ်တွေ့ပြီး Shaggy ကဒီမိန်းမဝတ်စုံမှာအိတ်ကက်လည်းမပါပဲလက်နက်တွေဘက်ကထုတ်နေတာလဲဆိုပြီးမေးရလောက်တဲ့အထိကိုတိုက်ခတ်ခံနေရပါတယ်။ Fred ကမိုးကစားကြီးနဲ့အုပ်ပြီးဖမ်းဖို့လုပ်ပြီးမဲ့လွတ်သွားပါတယ်။ရဲတွေရောက်လာပြီးကျောင်းအုပ်ကြီးကလည်း Haycraft ကိုဘန်ကားခိုးယူမှုနဲ့အလုပ်ထုတ်လိုက်ပါတယ်။အိမ်ပြန်ရောက်တော့ Dero တစ်တာတွေကစာအုပ်တွေအရရောင်စုံမှန်သဲလွန်စာတစ်ခုကိုရလိုက်ပါတယ်။ Scooby ကအရင် Aphrodite အမှုတုန်းက Pericle နဲ့အတူသွားခဲ့ဘူးတဲ့စပိန်ဖျားเจ้าဟောင်းတစ်ခုကိုသတိရသွားပါတယ်။ဖျားเจ้าရောက်တော့မူလ Mystery အဖွဲ့ရဲ့ရင်တို့တစိမ့်တစ်ခုနဲ့မြေရောက်ဆင်းတဲ့လိုဝက်တကားတစ်ခုကိုပါတွေ့လိုက်ရပါတယ်။အဲ့ဒီမှာ Obliatrix ထက်ရောက်လာပြီးအားလုံးကိုဖမ်းမိကန်ဒီမှာပဲ Angel Dynamite ရောက်လာပြီးဝင်ကူညီလိုက်ပါတယ်။ Angel က Obliatrix ကိုအနိုင်ယူလိုက်ပြီးမျက်နှာဖုံးခွာလိုက်တဲ့အခါ Alice May ဖြစ်နေပြန်ပါတယ်။ Alice May ဝန်ခံတာကတော့ Mr. E ကသူ့ကိုထောင်ထဲကထုတ်ပေးပြီးကလေးတွေကိုတိုက်ခိုက်ခိုင်းတာကြောင့်အထူးပြုလုပ်ချက်တွေနဲ့ခြောက်လန့်နေတာဖြစ်ပါတယ်။ရည်ရွယ်ချက်က Pericle စီကကျေတာယာပြမြေပုံအပိုင်းအစကို Mr. E ခိုးယူနေတဲ့အချိန်မှာ Pericle အာယုံလွင့်သွားအောင်ကလေးတွေကိုတုံးပြီးမျှခေါ်လိုက်တာဖြစ်ပါတယ်။ရဲတွေက Alice May ကိုပြန်ဖမ်းသွားကြပြီးကျောင်းအုပ်ကြီးကလည်း Haycraft ရဲ့စာအုပ်ကဂျပန်မှာအရန်ရောင်းရလို့ဆိုပြီးအလုပ်ပြန်ခံလိုက်ပါတယ်။ Daphne က Angel ကိုသူတို့ဒီမှာရှိမှန်းဘလို့သိလဲလို့မေးလိုက်တဲ့အခါ Velma ကအမှန်တိုင်းပြောဖို့တိုက်တွန်းလိုက်ပါတယ်။အဲဒါကြောင့် Angel Dynamite ကသူမဟာတကယ်တော့မူလ Mystery အဖွဲ့ဝင်ဟောင်း Cassidy Williams ဖြစ်ကြောင်းဖွင့်ပြောလိုက်ပါတယ်။သူတို့အဖွဲ့တုန်းကဒီမြေပုံကိုတွေ့ပြီးနောက်မိသားစုတွေချင်းချောက်ခံခဲ့ရလို့မြို့ကနေထွက်ပြေးခဲ့ရတာပါ။ကလေးတွေကိုလည်းအန်တီရကင်းကျင်ရင်ဒီအမှုကိုဆက်မလိုက်ပဲပစ္စည်းကို Mr. E သို့မဟုတ် Pericle စီကိုပဲပေးလိုက်ဖို့တတိပေးပါတယ်။ဒါပေမဲ့ Fred နဲ့အဖွဲ့သားတွေက Angel ဟာသူတို့ကိုတောက်လျှောက်လိန်ညာခဲ့လို့ဆိုပြီးနားမထောင်ပဲညှင်းဆန်လိုက်ကြပါတယ်။စုံစမ်းတာကိုမရက်တရွေ့ဒီအမှုဟာလည်းမပြီးသေးဘူးလို့ပြောပြီးမောင်းထွက်သွားကြပါတယ်။ Angel က Crystal ကိုရဲ့တရေကြီး Freak ရှိနေသေးကြောင်းလှမ်းသတိပေးပေမဲ့ဂယုမစိုက်ကြတော့ပါဘူး။တကယ်တမ်းမှာတော့တရေကြီး Freak ဟာဖျားเจ้าခေါင်မှုပေါ်ကနေကြပြရွတ်ဆိုရင်အားလုံးကိုကြည့်နေခဲ့ပါတော့တယ်။